Microsoft မှာ table ဆွဲပြီးသွားရင် table ထဲမှာကျွန်တော်တို့ဒီ number လေးတွေကိုရိုက်ထည့်စရာမလိုဘဲနဲ့ auto တက်တဲ့နည်းလမ်းလေးကိုပြောပြပေးပါမယ်အားလုံးမင်္ဂလာပါတော်ရွယ်ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့အခုဒီ video မှာတော့ဒီ Microsoft Word ထဲမှာပေါ့နော်ကျွန်တော် table ဆွဲပြီးသွားပြီဆိုလို့ရှိရင်ပုံမှန်အဖြစ်ပေါ့ကျွန်တော်အခုပြောပြတဲ့နည်းလမ်းလေးကိုမသိတဲ့သူတွေကြတော့ဒီမှာ number စင်လေးတွေကိုကျွန်တော်လက်ကနေပြီးတော့ manual ရိုက်ထည့်ရတယ်ပေါ့နော် Excel ဆိုလို့ရှိရင်တော့ကျွန်တော်တို့ number လေးတွေက auto ဆွဲချလို့ရတယ်လေတင်းတင်းရိုက်ပြီးနှစ်ကွက်ဆက်လက်မှတ် down ကနေဆွဲချလိုက်ပြီးတော့တခြား number လေးတွေ auto ဖြည့်ခိုင်းလို့ရတယ်ဒီ web မှာကကြတော့ကျွန်တော်အခုပြောပြမယ့်နည်းမသိတဲ့ခါကျတော့ကျွန်တော်ပုံမှန်ဆိုလို့ရှိရင် number တွေလက်ကနေရိုက်ထည့်ရတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါဆိုရင်ဒီမှာဘယ်လိုမျိုး number လေးတက်မလဲဆိုတာလေးကျွန်တော်ပြပေးမယ်ဒါလေးတည်သွားပြီဆိုရင်ကျွန်တော်ရိုက်ထည့်စရာမလိုတော့ဘူးဒီအခုပြောပြတဲ့ setting လေးနဲ့ကျွန်တော် auto ဖြည့်လိုက်ရုံပဲဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ number ဖြည့်ခြင်းတဲ့နေရာလေးတွေကိုအကွက်လေးတွေကိုဖြည့်ပြီးတော့ select မှတ်လိုက်ပါပြီးတော့ရင် home နဲ့ကိုသွားပြီးတော့ရင်ကျွန်တော်တို့ဒီ paragraph group ထဲမှာကျွန်တော်ဒီအပေါ်မှာ bullet ရှိမယ်ပြီးတော့ရင်ဒီဘက်မှာ number ရှိမယ်ပေါ့နော်အဲ့တော့ numbering ဆိုတဲ့အထဲမှာကျွန်တော်ဘာလေးရွေးမလဲဆိုရင်ဒီမှာ1 2 3နော်ဒီပုံစံလေးကိုကျွန်တော်တို့ရွေးလိုက်ပါမယ်အဲ့တော့1 2 3ပုံစံရှိမယ်ပြီးတော့ရောမကနန်းပုံစံရှိမယ် ABC ပုံစံရှိမယ်ကြိုက်တာရွေးလို့ရတယ်ကျွန်တော်လောလောဆယ်1 2 3ရေးလိုက်မယ်နော်အဲ့ပြီးတော့ရင်ဒီ column လေးကိုနည်းနည်းလေးချဲလိုက်မယ်အဲ့ဒီစာလေးတွေကကျွန်တော်တို့နေရှေ့ကိုနည်းနည်းရွှေ့လို့ရအဲ့တော့ဘယ်လိုရွှေ့လဲဆိုရင်ကျွန်တော်တို့ဒီမှာပေါ့နော်သူတို့ကို select မှတ်လိုက်မယ်ဒီ equal လေးနည်းနည်းချဲတာတော့ပိုကောင်းတယ်အဲ့တော့ချဲလိုက်မယ်ဆိုလို့ရှိရင်နော်ကျွန်တော်ဒီအပေါ်ကနေစပြီးတော့ select မှတ်လိုက်ကျွန်တော်ဒီမှာချဲလိုက်မယ်ဆိုရင်ဒီသူ့ရဲ့ဂျားထဲမှာတုံးလေးတွေတွေ့လာတယ်တုံးလေးတွေထွက်လာလိမ့်မယ်ပေါ့နော်အဲ့တော့ဒီမှာသူတို့ select မှတ်ပြီးတော့ရင်ဒီတုံးလေးတွေကိုကျွန်တော်တို့ရှေ့ကိုနည်းနည်းရွှေ့လို့ရတယ်ဒီလိုမျိုးသွားလို့ရတယ်ပေါ့နော်ပြီးတော့ရင်ကျွန်တော် ID ထည့်မယ် ID ကိုတော့ကျွန်တော်ဘယ်လိုထည့်မလဲဆိုရင်001 002ဒီလိုပုံစံနဲ့ဖြည့်မှာပေါ့နော်ဒါဆိုရင်ဖြည့်ချင်တဲ့အပိုင်းကို select မှတ်ပြီးတော့ရင် numbering နဲ့ကိုသွားပါ numbering နဲ့သွားပြီးတော့ရင်ကျွန်တော်တို့ဒီမှာ1 2 3ပုံစံပုံမှန်တော့1 2 3ပုံစံပြီးတော့ရင်ဒီရောမကနန်းပုံစံ ABC ပုံစံလေးတွေပဲပေးထားတယ်ပေါ့နော်ကျွန်တော်ကအခုကိုကြိုက်တဲ့ပုံစံမျိုးသတ်မှတ်မှာဖြစ်တဲ့အတွက်ဘယ်ကိုသွားမလဲဆိုရင် select မှတ်ပြီး numbering နဲ့က define new number format ဆိုတဲ့ထဲကိုသွားပါမယ်ဒီ box လေးပေါ်လာလိမ့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ number format ဆိုတဲ့နေရာလေးမှာဘယ်လိုပုံစံလေးလိုချင်တာလဲဆို001 sorry ဒါလေးကိုကျွန်တော်ပြန်ဖြတ်လိုက်မယ်ဒီ tick ရဲ့ရှေ့မှာ cursor ချ001ဒါဆိုရင်နောက်ကကနန်းလေးတွေဒီမှာဒီလိုပေါ်သွားမယ်ပေါ့နော်ဒါဆိုကျွန်တော် okay နေလိုက်ပါမယ် okay ဒါလေးလဲကျွန်တော်တို့ရှေ့ကိုနည်းနည်းလေးတိုးချင်တယ်ဆိုရင်ဒီ quad လေးတွေကို select မှတ်ပြီးတော့ရင်သူ့ရဲ့ဒီအပေါ်ကပေတံလေးပေါ်မှာကျွန်တော်တို့အတုံးလေးရှိမယ်ပေါ့နော်ဒီတုံးလေးကိုကျွန်တော်ရှေ့ကိုနည်းနည်းဆွဲရွှေ့လို့ရတယ်ဒါလေးပါပဲဟုတ်ပြီနော်အဲ့တော့ဒီ view လေးအကျိုးရှိလောက်မယ်လို့ထင်ပါတယ်ကျွန်တော်တို့ဒီ online class တက်ချင်တာပဲဖြစ်ဖြစ် Zoom class တွေတက်ချင်တာပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့ Facebook page မှာလာပြီးတော့အသေးသေးစုံစမ်းလို့ရတယ်ပေါ့နော် Camera အခြေခံသင်တန်းကနေပြီးတော့မှဒီ graphic design ပိုင်းနေပြီးတော့ရင်ဒီ Excel basic ပြန်သင်ခြင်းတဲ့သူတွေတခြားသောပိုင်းနေလာပြီးတော့စုံစမ်းလို့ရတယ် video editing သင်တန်းလေးတွေပါရှိတယ်ပေါ့နော် okay ဒါဆိုရင်ဒီ video လေးအကျိုးရှိလောက်မယ်လို့ထင်ပါတယ်နောက်ရက်ဒီမှာနောက် video တွေနဲ့အတူပြန်လာခဲ့ပါမယ်